ရှိနိုင်ပါတယ်ဘယ်သူမဆိုကိုယ့်ကိုမလုပ်ချင်မနဲ့အတင်းခိုင်းတဲ့သူတွေကိုနှစ်သက်ကြည်ပြူမှာမဟုတ်ပါဘူးတကယ်တော့တော်လိုင်းရေးစစ်သားကိုအာရမစုဆောင်းတဲ့လုပ်ရက်ဟာကိုတစုတစ်ဖွဲ့ကောင်းစားရေးကိုမျှော်လင့်ပြီးတော့လုပ်နေကြတာပါတော်လိုင်းရေးတစ်ခုလုံးရဲ့အကျိုးစီးပွားကိုမျှော်မှန်းပြီးတော့လုပ်နေတာမဟုတ်ပါဘူးကိုအဖွဲ့တစ်ဖွဲ့တည်းအားကောင်းလာအောင်ကိုအဖွဲ့တစ်ဖွဲ့တည်းကြီးထွားလာအောင်အတင်းအာရမလူသူစုဆောင်းနေတာပါတော်လိုင်းရေးတစ်ခုလုံးအတွက်ဆိုလို့ရှိရင်လူသစ်အတင်းစုဆောင်းစရာမလိုပါဘူးတော်လိုင်းရေးသမားအင်အားကတော်တော်လုံလောက်နေပြီလို့တောင်ပြောလို့ရပါတယ်ရှိနေပြီးသားတော်လိုင်းရေးသမားကိုတောင်မှအပြည့်စုံလက်နက်တက်ဆင်မပေးနိုင်သေးပါဘူးရှိနေပြီးသားတော်လိုင်းရေးသမားကိုတောင်မှထမင်းကျွေးနိုင်ဖို့တောင်ခက်ခဲရုပ်ကန်နေရတာပါတော်လိုင်းရေးတပ်ဖွဲ့တွေစီလုံးညီညွတ်ကြရင်မဟာမိတ်တပ်ပေါင်းစုကြီးဖြစ်အောင်လုပ်နိုင်ရင်ရှိပြီးသားလူကိုလက်နက်အပြည့်တက်ဆင်ပေးနိုင်အောင်အရင်လုပ်ရမယ်ဆိုတာရှင်းလေးပါအခုတော့တချို့တပ်တွေမှာထမင်းမကျွေးနိုင်လက်နက်မပေးနိုင်ပဲတော်လိုင်းရေးတပ်သားတွေပို့နေပါတယ်တချို့တပ်တွေကတော့သူတို့ပို့ပြီးတော့အင်အားကြီးအောင်အာရမစစ်သားစုဆောင်းမှုတွေလုပ်နေပါတယ်မညီညွတ်မှုကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲအစင်ကောင်မတဲမှုကြီးလို့ဆိုနိုင်ပါတယ်တော်လိုင်းရေးတပ်မတော်ရဲ့တကယ်အနှစ်သာရဟာပြည်သူလူထုရဲ့ထောက်ခံအားပေးမှုကိုရယူခြင်းဖြစ်ပါတယ်ပြည်သူအတွက်အလုပ်ကျေးပြုတယ်ပြည်သူရဲ့ထောက်ခံအားပေးမှုကိုရယူတယ်အဲ့ဒါဟာပြည်သူတပ်မတော်တွေရဲ့အချင်းရာလက္ခဏာအင်္ဂါရပ်တွေပါပဲအထူးသဖြင့်ပျောက်ကြားတတ်တွေမှာပြည်သူလူထုထောက်ခံမှုဟာပိုပြီးတော့တောင်မှအရေးကြီးပါတယ်ပြည်သူလူထုရဲ့ထောက်ခံမှုဟာဘယ်လောက်တောင်အရေးကြီးတယ်လဲဆိုတော့တော်လှန်ရေးရဲ့အနိုင်အရှုံးကိုအဆုံးဖြတ်ပေးနိုင်တဲ့အထိအရေးကြီးပါတယ်တော်လှန်ရေးအတွက်စစ်သားအတင်းအဓမ္မစုဆောင်းနေရင်ပြည်သူကစိတ်ပြက်လာပါလိမ့်မယ်စစ်အာဏာရှင်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေအတူတူပါပဲလားလို့ထင်လာကြပါလိမ့်မယ်တော်လှန်ရေးအဖွဲ့တွေလည်းနောက်အခါမှာစစ်အာဏာရှင်ဖြစ်လာမှာပဲလို့ထင်လာကြပါလိမ့်မယ်အဲ့ဒါလို့ပြည်သူကထင်လာရင်တော်လှန်ရေးရှုံးပါလိမ့်မယ်တရုတ်ပြည်ရဲ့တောင်ပေါ်ဒေသတစ်ခုမှာတစ်ခါကပင်ပန်းပြီးတော့ငတ်မွတ်နေတဲ့တပ်နီတပ်ဖွဲ့တစ်ဖွဲ့ဟာကစုံးတွေစိုက်ထားတဲ့စိုက်ခင်းတစ်ခုကိုတွေ့တော့ဝမ်းသာအားရနဲ့ပြေးသွားပြီးတော့တူးဖော်စားတောက်ကြပါတယ်အဲ့ဒီတပ်နီတပ်ဖွဲ့ရဲ့ခေါင်းဆောင်မော်စီတုံးကအဲ့ဒီတပ်နီတော်စစ်သားတွေကိုချက်ချင်းပဲစုဝေးခိုင်းပြီးတော့အပြစ်တင်ဝေဖန်ခဲ့ပါတယ်ငါတို့တပ်ဟာရန်သူတပ်တွေလိုပဲတခုတည်းမြတပ်တွေလို့ပြည်သူတွေကမြင်လာရင်ငါတို့စစ်ရှုံးလိမ့်မယ်လို့ပြောခဲ့ပါတယ်အဲ့ဒါလိုပြောပြီးတော့စီကံကြီး3ရက်တဲ့သတိပြုရရှိချက်ကိုပြဋ္ဌာန်းသတ်မှတ်ခဲ့ပါတယ်အဲ့ဒီအထက်မှာပြည်သူပစ္စည်းကိုအတချောင်းချီတင်မြမမယူပါဘူးငှားထားတဲ့ပစ္စည်းပြန်အားရမယ်ယူတဲ့ပစ္စည်းဝယ်တဲ့ပစ္စည်းအတွက်တာမို့ပေးရမယ်ဆိုတာမျိုးတွေပါပါတယ်အဲ့ဒီစီကံကြီး3ရက်နဲ့သတိပြုရရှိချက်ဟာစစ်အောင်နိုင်ရေးအတွက်အဓိကအချက်လို့တရုတ်တပ်နီတော်ကသတ်မှတ်ပါတယ်တရုတ်နိုင်ငံကအမျိုးသားပြလိုက်တဲ့မှာတော်လိုင်းရေးကာလတုန်းကတပ်နီတော်တပ်သားလယ်သမားတယောက်ကပိတ်စာပေါ်မှာရေးသားထားတဲ့